ရက်တွင်အစီပြေအောင်လှုပ်ထားပြီ ဟုတ်ကဲ့ကျွန်တော်တို့လေတွေကိုစုံအတက်နဲ့လှုပ်ထားလို့ စိုးမကိစ္စတကယ်ပဲပေါ့ ကျုပ်တို့လေကိုကြည်စမ်းပါဦးများကျမ်းမာပြီးတော့စိမ့်ဆိုလာပြီဗျတကြီးယောတကြီး ဟေးလာကြလေကွာ ဟာဆရာကြီးဆရာကြီးနဲ့တွေ့ချင်လိုက်တာဗျာဆရာကြီးမှာထားတဲ့အတိုင်းပဲလေဟိုတပတ်9ရက်လောက်နေလို့ရှိရင်လာတွေ့ဆိုပြီးပြောထားတယ်မလားဆရာကြီးကျွန်တော်ရဲ့အခင်းတွေကိုကြည့်လိုက်တာလေဟာအပင်တွေကစိမ့်ဆိုပြီးတော့လမ်းဆန်းနေတာပဲဗျာကျွန်တော်ဖြစ်သဘောကျရတာဟောဒါဆရာကြီးအဲ့ဒီဟာဟိုကျွန်တော်တို့ပြန်သွားပြီးတော့ဆရာကြီးတို့ဘာတွေဆက်ဖြစ်သေးလဲအဲ့ဒါကျွန်တော်ပြောပြစမ်းပါဦး ဒါဒီလိုဗျာ 他在家面前那是没不了噻。 မဟုတ်ပါဘူးတကယ်တော့ခမည်းတော်စိုက်ခင်းထဲမှာပယောဂတိုက်ထားတာမဟုတ်ဘူး ဟုတ် အပင်ယောဂတွေဖြစ်နေတာ ဟာ ဒီမှာ ။အိုးစိတ်သားပါလေဖျားစင်တင်ထားပါလား ဟောဘယ်ဖျားစီတင်ထားမှာလဲဒီမှာ ဟင် ကျူပရိုမိုင်စင် ။အဲ ကျူပရိုမိုင်စင်က ဟုတ် ထိသိနဲ့ပင်လုံးပြအာနိသင်ရှိပြီးတော့ ဟုတ် ဘက်တီးရီးယားနဲ့မှုယောဂါတွေကိုအမြင့်ဖြတ်ကူးတာပေးလိုက်တာဗျာ ။အိုးဒါကြောင့်ကိုကျုပ်ကမသိပါဘူးဗျာ။ကျုပ်တို့အခင်းနေဒီလောက်ပြည့်စည်နေတာဒါဆုံးအတက်နဲ့လှုပ်ထားတာပဲလို့ထင်းနေတာဆရာကြီးကဒီတိုင်းဆိုလို့ရှိရင်ဆရာကြီးကဂမ်ဘီယာနီးနဲ့မဟုတ်ပဲသိမ့်ပန်နီးကြဆေးဖြန့်လိုက်လို့ဒါအကုန်ပြောက်သွားတဲ့သဘောပေါ့ ဒါပေါ့ဗျာ ။ဟုတ်ပြီဟုတ်ပြီ ဒါတို့ပါဗျာဆရာကြီးဒိုဘောကစိုက်ခင်းတွေကိုလည်းကယ်ပေးတယ် ။ဟွန်း ရွာသားတွေရဲ့အစွဲတွေကိုလည်းချုပ်ပေးတယ် အေး ကျုပ်လည်းအခုမှပဲစုံးတိုက်တာမဟုတ်မှန်းသိပြီရွာတို့စိတ်အေးသွားတော့လေဗျာ ဟုတ်တာပေါ့ဟုတ်တာပေါ့ ဝိစာရရဲ့ကျူပရိုမိုင်စင်နဲ့တွေ့မှာပဲကျမတို့လည်းအယူတီးပြီးထင်အောင်ထင်မှဆွဆွဲခဲ့တာဒီမှားမှန်သိတော့တဲ့တော့ ကဲအခုဆိုရင်ဝိဇာရရဲ့ကျူပရိုမိုင်စင်ကျေးဇူးကြောင့် ။ဟွန်း အားလုံးပျော်ရွှင် ကျူပရိုမိုင်စင်